ကျွန်တော်အချိန်တစ်ချက်ကြည့်မယ်17စက္ကန့်20စက္ကန့်ဟိုဘက်ကအာဝမ်းနိုင်သွားပါတယ်ကဲဒီမှာလည်းနောက်ထပ်2စီးထပ်လာမယ်ဝါနဲ့ကျွန်တော်တို့အနီနဲ့ဗျဝါလေးလားအနီလေးလားအနီလားဗျတစ်ချက်ကြည့်မယ်အဝါကကျွန်တော်တို့17ပါအနီလေးက10ပါဗျာ10စက္ကန့်ပါR7 နဲ့ကျွန်တော်တို့ဒီဘက်က R1 နဲ့ပြန်ရမှာဖြစ်ပါတယ်ဟိုဘက်မှာတော့ကျွန်တော်ရဲ့ဘော်လာကြီးပေါ့နော် R7 သမားပါ R1 နဲ့ R717ပါ R1 9.9 အရန်ကောင်းပါတယ်ဗျာ